တနအီကိုကီလိုမီတာ400နှုန်းထိပြေးနိုင်တဲ့ကြည်စင်ရထား2စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ရင်ဘယ်လောက်ထိကြောက်စရာကောင်းမလဲအားလုံးပဲမင်္ဂလာပါဘုံဘုံ sharing channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့စပိန်နိုင်ငံမှာဆယ်စုနှစ်တစုအတွင်းအဆိုးရွားဆုံးရထားမတော်တဆမှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ18ရက်နေ့ကစပိန်နိုင်ငံမှာဆယ်စုနှစ်တစုအတွင်းအဆိုးရွားဆုံးရထားမတော်တဆမှုကြီးဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိလူပေါင်း40ထက်မနည်းသေဆုံးခဲ့ရပါတယ်ဒီဖြစ်အဆိုးဟာတနိုင်ငံလုံးကိုတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်ဖြစ်စဉ်ကတော့ဇန်နဝါရီလ18ရက်နေ့ညပိုင်းမှာစပိန်နိုင်ငံရဲ့မြို့တော်မက်ဒရစ်နဲ့တောင်ဘက်စွန်းကမာလာဂါမြို့ကိုဆက်သွယ်ထားတဲ့အမြန်ရထားလမ်းပိုင်းမှာဖြစ်ပွားခဲ့တာပါမာလာဂါကနေထွက်လာတဲ့အမြန်ရထားဟာမထင်မပဲတန်လန်းချော်ပြီးအပြိုင်လမ်းပေါ်ကနေမျက်နှာချင်းဆိုင်မောင်းလာတဲ့တခြားရထားတစ်စီးကိုအရှိန်ပြင်းပြင်းနဲ့ဝင်ဆောင်ခဲ့တာဖြစ်ပါတယ်တိုက်မိတဲ့အချိန်ကပြင်းလွန်းတာကြောင့်ရထားတွဲတွေကတန်ပြားတွေလိုတွန့်လိန်သွားပြီးခီးသည်တွေဟာတွဲတွေကြားမှာပိတ်မိနေကြပါတယ်ဒီကနေ့အချိန်ထိစည်ရင်းတွေအရတေဆုံးသူ40ဦးရှိလာပြီးဒဏ်ရာရရှိသူ120ကျော်ရှိနေပါတယ်အဲ့ဒီထဲမှာအခြေအနေစိုးရိမ်ရသူတွေရှိနေတာကြောင့်တေဆုံးသူရည်အတွက်ကထပ်တိုးလာမှာကိုလည်းအားလုံးကစိုးရိမ်နေကြပါတယ်ဒီဖြစ်ရဲ့ကြောင့်စပိန်နိုင်ငံဝန်ကြီးချုပ်ပက်ဒရိုဟွမ်ချက်စ်ကိုတိုင်အခင်းဖြစ်ပွားတဲ့နေရာကိုတွားရောက်ခဲ့ပြီးဒါဟာနိုင်ငံအတွက်အလွန်ဝမ်းနည်းစရာကောင်းတဲ့နေ့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတဲ့အဖြေကိုမှန်မှန်ကန်ကန်ဖော်ထုတ်သွားမယ်လို့လည်းပြည်သူတွေကိုကတိပေးခဲ့ပါတယ်။ထူးဆန်းတာတစ်ခုကရထားလမ်းချုပ်ခဲ့တဲ့နေရာဟာအကွေ့မဟုတ်ပဲလမ်းဖြောက်နေရာဖြစ်နေတာပါ။အဲ့ဒီလမ်းပိုင်းကိုလည်းပြီးခဲ့တဲ့နှစ်မေလကမှအသစ်ပြန်လည်ပြုပြင်ထားတာဖြစ်လို့ပိုပြီးတော့မေးခွန်းထုတ်စရာဖြစ်နေပါတယ်။အခုလောလောဆယ်မှာတော့တန်လန်းရဲ့စက်ကြောင်းနေရာတစ်ခုမှာဟနေတာကိုတွေ့ရှိထားပြီးဒါဟာအဓိကတရားခံဖြစ်နိုင်တယ်လို့ပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ခီးတဲ့400ကျော်လိုက်ပါလာတဲ့ဒီခီးစဉ်ဟာဝမ်းနည်းစရာစသိန်းနဲ့ကြုံတွေ့ခဲ့ရပါတယ်။နေပညာတွေဘယ်လောက်ပဲတိုးတက်ပါစေတင်းငယ်တဲ့ချွင်းချက်တစ်ခုကလူပေါင်းများစွာရဲ့အသက်ကိုရန်ရှာနိုင်တယ်ဆိုတာဒီဖြစ်ကတတိပေးနေပါတယ်။မိတ်ဆွေရောအခုလိုခင်မိတဲ့ကြည်စင်ရထားလမ်းမိုင်းတွေမှာအခုလိုမှားမျိုးဖြစ်ရတာဘယ်သူမှတာဝန်ရှိတယ်လို့ထင်ပါသလဲ။ကွန်မန့်မှာဆွေးနွေးပေးသွားကြပါဦးအခုလိုထူးခြားတဲ့ကမ္ဘာသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ဘုံဘုံ sharing channel ကို subscribe လုပ်ပေးထားကြပါဦးအားလုံးပဲဘေးရန်နေကင်းဝေးကြပါစေ။